အခုမှ Z4-8 Ultra ကိုဝယ်မယ်ဆိုတဲ့လူတွေပေါ့နော်ပြီးခဲ့တဲ့တုန်းကထွက်ထားတဲ့ Z4-7 parking လုံးကိုရှာဝယ်လိုက်တာအများကြီးပို့ပြီးတော့ effective ဖြစ်လိမ့်မယ်ပို့ပြီးတော့တန်တယ်ပို့ပြီးတော့အတိတ်ပဲရှိတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့လဲဆိုတော့ဒီနေ့ထွက်လာတဲ့ Z4-8 Ultra က just a naming chain လိုက်တာပေါ့နော်ဒါပေမဲ့ကျွန်တော် specification ရကြည့်မယ် daily usage မှာအသုံးဝင်အစိပ်ပိုင်းတွေရကြည့်မယ်ဆိုလို့ရှိရင် Ultra wide လေးကို50 megapixel ပြောင်းပေးလိုက်တယ် chipset ကို Snapdragon 8 Gen 5 4 Classic ပြောင်းပေးလိုက်တယ်ဒါပဲရှိမှာ Gen နဲ့အပိုင်းတွေအကုန်လုံးကပြီးခဲ့တဲ့တုန်းကထွက်ထားတဲ့ Z4-7 တိုင်းပဲဆိုတော့ Z4-7 ကိုင်ထားသူအနေနဲ့ဒီနှစ် Z4-8 Ultra ကိုလုံးဝ upgrade လုပ်ဖို့အတွက်မလိုသေးဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်နောက်တစ်ချက်အနေနဲ့က Samsung အနေနဲ့နာမည်ပေးထားတဲ့ naming ပိုင်းပေါ့နော်ဒီအပိုင်းတော်တော်များများ leak ဖြစ်နေတဲ့ Apple ရဲ့ foldable phone ပေါ့နော် Apple 4ဒါမှမဟုတ် Apple Ultra ဆိုပြီးထွက်လာမယ်ကောက်ဒီနေရာမှာတကယ်လို့ဒါ Apple က iPhone Ultra ဆိုပြီးဒါထွက်လာခဲ့ပြီးရှိတော့သူ့ရဲ့ side to guide ဖြစ်တဲ့ဒီ Samsung ဘက်မှာဆိုရင် Z4-8 ရှိမယ်ဆိုတော့ Apple ကမင်း Ultra ဘာညာဖြစ်တာကို Samsung အနေနဲ့ငါတို့ကစိတ်ဝင်စားဘူးပါငါတို့ကမင်းထုတ်တဲ့ side to guide ကိုငါတို့ရိုးရိုး just a normal version vanilla model အနေနဲ့ Z4-8 ဆိုတဲ့နာမည်ပေးထားပြီးမင်းတို့မလုံနိုင်တဲ့ foldable phone မျိုးကိုငါတို့ Ultra ဆိုပြီးနာမည်ပေးလိုက်တယ်ကွာဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့မင်းတို့လောက်တာတော့ငါတို့ကတနာရဲဆိုတဲ့ပုံစံမျိုး Samsung အနေနဲ့ဒီနေ့ naming ပေးထားတာတွေ့ရတယ်တခုကြိုပြီးတော့မြင်တာရက်ခံနေတာကအခုရိုက်ထားတဲ့ဗီဒီယိုက Samsung Galaxy Unpacked 22ရက်နေ့မတိုင်ခင်မှာရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်တချို့အကြောင်းအရာလေးတချို့ perspective လေးတွေက real life နဲ့နည်းနည်းလေးတော့ကွာခြားမှုလေးရှိကောင်းရှိလိမ့်မယ်တကယ်လို့ရှိခဲ့ရဆိုလို့ရှိရင်တစ်ချက်နားလည်ဖို့အတွက်မြင်တာရက်ခံပါတယ်ပထမဆုံးတင်ပြောရမယ်ဆိုလို့ရှိရင် Samsung ရဲ့ naming ပိုင်းကဒီနေ့နည်းနည်းတော့စားရတယ်ဗျသိလားဘာလို့လဲဆိုတော့ Apple အနေနဲ့သူတို့ရဲ့ Apple 4ဒါမှမဟုတ်လို့ရှိရင် Apple Ultra ဆိုပြီးတော့ထွက်ဖို့ရှိနေတဲ့အချိန်ပေါ့နော်ဒါပေမဲ့ Samsung ကသူတို့ရဲ့အရင် line up တွေကြည့်လိုက်မယ်ဆိုလို့ရင် flip ဆိုလို့ရင် model တစ်ခုပဲထုတ်တယ်4ဆိုလည်း model တစ်ခုပဲထုတ်တယ်ဒါပေမဲ့ဒီနေ့4ကိုကြာတော့နောက်ထပ်name လေးပြောင်းပြီးတော့ထပ်ထုတ်လိုက်တယ်အရင် generation ဖြစ်တဲ့ Z4-7 လို့ကောင်မျိုးဒီကောင် Z4-8 Ultra ဆိုပြီးနာမည်ပြောင်းပြီးတော့ Apple ကထုတ်မဲ့ iPhone Ultra iPhone 4ဆိုတဲ့ကောင်နဲ့ aspect ratio ခက်ဆင်ဆင်တစ်လုံးကိုကြောင့်ဒီကောင်ရိုးရိုး just a 4-8ဆိုပြီးတော့နာမည်ပေးလိုက်တယ်ဆိုတော့ Apple အနေနဲ့မင်းတို့ Ultra ဆိုတဲ့ကောင်ကိုငါတို့စီမှာကရိုးရိုး model အနေနဲ့ပဲထားတာပါကွာဆိုတော့နာမည်ပိုင်းဆိုင်ရာ naming ပိုင်းဆိုင်ရာမှာနည်းနည်းလေးeffective ဖြစ်အောင်လုပ်လိုက်တယ်လို့ခံစားရတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ကဒီနေ့ Galaxy Z Flip 8ကို Z4-8 Ultra ကိုတိတ်ရောင်းချင်တယ်လို့ကျွန်တော်အနေနဲ့မခံစားဘူး။ဘာလို့လဲဆိုတော့ Samsung အခုသုံးလိုက်တဲ့ marketing strategy ကကျွန်တော်မှန်းတာမမောက်ဆိုလို့ရှိရင်ဒီကောင်က decoy pricing strategy ကိုသုံးတာပါ။ decoy effect နည်းနည်းပါတယ်လို့လည်းခံစားတယ်။ဘာလို့လဲဆိုတော့ Z Flip 8လည်းဒီ brand crisis တွေရောဘာညာကိစ္စအကြောင်းဈေးတက်အောင်ပါပြီးတော့ Z4-8 Ultra ကလည်း brand crisis ဘာညာနဲ့ဈေးတက်အောင်ပါအဲ့ဒီအချိန်မှာဈေးလေးကိုနည်းနည်းလေးတက်အောင်လုပ်ပေးထားတယ် fair ဖြစ်အောင်လုပ်ပေးထားတယ်လို့ခံစားရတဲ့ Z4-8 လေးရှိတယ်။ပြီးတော့ကျွန်တော်သုံးရတဲ့ user experience လေးကလည်းအသက်ရမယ်။ပြီးတော့ Z Flip 8ကိုကြည့်မယ်ဆိုလို့ရင်လည်းဒီကောင်ကပြောင်းလဲမှုတွေကအရင်ကမှနေအရှိဘက် cover display မှာကျွန်တော်တို့ application ဘာညာသုံးရတာလေးပို့ပြီးတော့များသွားမယ် application usage ပို့ပြီးတော့အဆင်ပြေလာမယ်ပြီးတော့ bezel လေးဘာညာနည်းနည်းသေးသွားမယ် okay အဲ့လောက်ပဲပြီးတော့ Z4-8 Ultra ကြည့်မယ်ဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့နှစ်တုန်းကထွက်ထားတဲ့ Z4-7 နဲ့ရှင်လိုက်ဆိုရှင်ဒီကောင်က Ultra wide မှာ50 megapixel ဖြစ်သွားမယ်ပြီးတော့ Snapdragon 8 Gen 5ဖြစ်သွားမယ်ဒါပဲကျန်တဲ့အပိုင်းတွေကလုံးဝကိုတစ်သေးလေးမှတစ်သေးလေးပဲဗျာဒီလား CPU ဒီ chipset upgrade လုပ်ပေးလိုက်တယ်ဆိုတဲ့အပိုင်းကလည်းဒါနှစ်စဉ်နှစ်တိုင်းလုပ်နေကြ refinement ဖြစ်တဲ့အချက်တစ်ခုလိုပဲဒါကိုသတ်မှတ်လို့ရတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ decoy effect ကအဲ့မှာစတယ်အရှိက Z Flip 8ကလည်းရွေးချယ်စရာတိတ်မကောင်း Z4 Ultra ကလည်းရွေးချယ်ဖို့အတွက်တိတ်ပြီးတော့ accurate ဖြစ်တယ်လို့မခံစားဘူးဆိုတဲ့အချိန်မှာဒီဘူးတူလေးပေါ့နော် Z4-8 လေးကချစ်စရာ aspect ratio လေးချစ်စရာပုံစံလေးပြီးတော့ iPhone နဲ့လည်း aspect ratio တူမယ်သူ့လိုမျိုးခက်ဆင်ဆင်ပေါ့နော်အဲ့လိုမျိုးလေးနဲ့ထွက်လာမယ်ဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကိုပို့ပြီးတော့ရောင်းအောင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပြီးတော့ Samsung အနေနဲ့လည်းဒီကောင်ရဲ့ထုတ်လုပ်မှုပေါ့နော်တချို့သတင်းတွေရဆိုလို့ရှိရင်ဒီကောင်ကို2.8 million unit ထိထုတ်နေလို့သိရတယ်ဆိုတော့ Z4-8 unit ထုတ်တဲ့ပမာဏကကြတော့2.0 million ထိကြာသွားတယ်ပြီးတော့ Z Flip 8ကိုလည်း1.5 million လောက်ထိပဲထုတ်တော့တာဖြစ်တဲ့အတွက်ကြောင့်တေးကြတဲ့ Z4-8 ကိုပဲအသားပေးပြီးရောင်းမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဆိုတော့ဈေးနှုန်းဘာညာရကြည့်မယ်ဆိုလို့ချင်းလည်းအခုလောဆယ်မသိရသေးဆိုမှကျွန်တော်မှန်းကြည့်မယ်ဗျာလုံးဝZ4-8 Ultra နဲ့ပို့ပြီးတော့ affordable ဖြစ်တဲ့ price ပေါ့နော်ပို့ပြီးတော့တက်တာမယ်ပို့ပြီးတော့တန်တယ်ဆိုတဲ့ခံစားချက်မျိုးပေးနိုင်လိမ့်မယ်ပြီးတော့ဒီကောင် spec ရကြည့်မယ်ဆိုလို့ရင်လည်း chipset အနေနဲ့က Snapdragon 8 Gen 5ကိုသုံးပေးထားတယ်ကင်မရာအနေနဲ့ဆိုရင်နောက်ကျောဘက်မှာ wide က50 megapixel ပါမယ် ultra wide က50 megapixel ပါမယ်ဆိုတော့ကင်မရာ spec ရကြည့်မယ်ဆိုလို့ရင်လည်းအရင်ကြီးအားနည်းနေတဲ့အထဲမှာတော့မပါဘူးပြီးတော့သူ့ရဲ့
display aspect ratio ပေါ့နော် cover display အနေနဲ့ဆိုလို့ကောင်က10:16 aspect ratio နဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ cover display မှာ YouTube တို့ TikTok တို့အဲ့လိုမျိုး social media သုံးမယ်ဆိုလို့ရှိရင်တော့အဆင်ပြေနိုင်တဲ့အနေအထားပေါ့နော်လုံးဝ full view experience လေးရမယ်အနေအထားဒါပေမဲ့အခုလောဆယ်ကျွန်တော်ဆိုင်တဲ့ unit တွေက pre-production unit ဖြစ်တဲ့အတွက်ကြောင့် software တွေကလည်း refinement ဖြစ်သေးဘူး polish မဖြစ်သေးဘူး enhancement မရှိသေးတဲ့အတွက်ကြောင့် TikTok ကြည့်တဲ့အချိန်မှာတော့အရင်ကြီးအဆင်မပြေဘူးလေဘာညာနည်းနည်းပါတယ်အဲ့တိုင်းပဲကျွန်တော်တို့ unfold လုပ်ပြီးတော့အတွင်းဘက် display ကိုကျွန်တော်တို့ 3:4 aspect ratio လို့ရအောင် down လိုက်ကြည့်တဲ့အချိန်မှာလည်းဘေးနာဘလက်ဘာညာနည်းနည်းပါသေးတယ်အဲ့အတွက်ကြောင့်နောက်ဆိုလို့ရှိရင်တော့အဆင်ပြေတော့ပြေနိုင်တယ်ပေါ့နော်ပြီးတော့ဒီနေ့ Galaxy ရဲ့ foldable တွေ flip phone တွေမှာလေက crease ပေါ့နော်အရင်ကြီးမပြောက်အောင်ဘာလို့လဲဆို Oppo တို့ပါလို့ဆိုလို့ရှိရင် 5and 5and 6တွေမှာတော်ကိုမှအလဲက crease အရာကိုဖျောက်ပစ်နိုင်နေပြီဒါပေမဲ့ Samsung အခုချိန်ကြီးအဲ့ဒါကိုသိပြီးတော့အားမဆိုင်သေးဘူးဆိုတော့ battery ဘိုင်းနေလဲဆိုလို့ရှိရင် Z4 8 Ultra မှာက 900 mAh ဖြစ်သွားမယ်ပြီးတော့ Z4 8 UU မှာကျတော့ 300 mAh ဖြစ်သွားမယ်ဆိုတော့အားနည်းနေလို့ကျွန်တော်အနေနဲ့ခံစားရသေးတယ်အရင်ကြီး polish မဖြစ်သေးဘူးလို့လည်းမြင်တယ်software ဘိုင်းနဲ့ပတ်သက်ပြီးတော့ Galaxy AI အနေနဲ့ polish လုပ်သွားမယ့်အရာတွေကိုတော့လောဆယ်မသိရသေးဘူးဒါပေမဲ့သိရတော့ဆိုလို့ရှိရင်တော့ဒီကောက်မှာ auto reframing ပါလာမယ်ဒီဟာကလည်းကျွန်တော်ဟိုးရင် Samsung S series တွေAI မှာပါနေကြ feature တခုပဲပြီးတော့ horizontal lock လည်းဒီ Z Flip တွေ Z4 မှာပါလာမယ်လို့သိရတယ်ဆိုတော့ဒီ horizontal lock ကတော်တော်များများမသိကြလို့ဗျာသိလားဟိုးရင်တော့က Vivo ကထုတ်တဲ့ iQOO ဆိုတဲ့ model တချို့မှာပေါ့နော်ဟို2022ဝန်းကျင်လောက်တုန်းကတည်းကဒီ feature ကပါခဲ့ပြီးသားအရင်ကြီးတာ polish မဖြစ်တာဆိုတော့ဒီ feature အရင်အထူးဆန်းကြီးတော့မဟုတ်ဆိုတော့ feature လေးတခုပါလာမယ်ပြီးတော့ကျွန်တော်တို့ video ရိုက်ထားတယ်လူတွေအများကြီးပဲအဲ့ထဲမှာကိုလိုချင်တဲ့လူတစ်ယောက်တည်းလူပုဂ္ဂိုလ်တစ်ယောက်တည်းကိုပဲပြန်ပြီးတော့fan cam ခေါ်မလားသူတို့ဘာနာမည်ပေးမလဲတော့မသိဘူးအဲ့ feature လေးတခုပါမယ်အဲ့ဟာကိုပဲသူကကျွန်တော်တို့ဗျာဒီ YouTube ကနည်းနည်းခက်စားနေတဲ့ရုပ်ရှင်တွေမှာပေါ့နော်လူကိုပဲလုံးဝအငြိမ်ယူပြီးတော့ auto framing လုပ်ထားတဲ့feature လေးတခုပါလာမယ်လို့သိရတယ်ဆိုတော့ channel feature တွေသိရပြီဆိုလို့ချင်းကျွန်တော်တို့ video တစ်ခုထပ်ပြီးတော့လုပ်ပေးပါမယ်ဖုန်းငယ်ချက် customer အနေနဲ့အရန်မိုက်တဲ့ Z4 8 UU ကိုပဲဖြစ်ဖြစ်အရန်မတန်တဲ့ Z4 8 Ultra နဲ့ Z Flip 8ကိုပဲဖြစ်ဖြစ် pre-order တင်နေတယ်ဝယ်နေတယ်ဆိုလို့ချင်းကျွန်တော်တို့ရဲ့ဖုန်းကင်းပေး messenger ဒါမှမဟုတ် hotline နံပါတ်ဖြစ်တဲ့980 980 980ကိုဆက်သွယ်လိုက်လို့ရပါတယ်